မဝင်ငါမှတ်လို့တစ်ခါပြင်းလို့ပြောနေတာရှင်မဲဟိုနေ့ကတော့သူများတွေတဲ့မှာဟိုတစ်တော်ဆော့လို့ရှိရင်မိတ်ကကလေးတွေနဲ့လှလိုက်တာတဲ့မျက်နှာလေးတွေကိုဖွေးဥပြီးတော့ချောချောလှလှလေးတွေတဲ့နေ့မှာကြော်ညာခေါ်လို့သွားလဲပကွက်ကြီးနဲ့ဟိုနေရာသွားလဲပကွက်ကြီးနဲ့ဆိုလို့ရှစ်စိတ်တိုင်းကြအောင်ကျမမိတ်ကပြင်းလာပြန်တော့လဲရှင်ကျမကိုစိတ်တိုင်းမကြအဖြစ်တွေပြောတယ်ရိုစီကမင်းကိုတစ်ဖက်ကခိုးကြိုက်နေတာသူကစကားတွေလက်ပြင်းနေတာမင်းကိုစခိုင်းချင်းနေတာငါအထပ်ပေါက်နေငါအုံတော့ဖဖဆိုတာနဲ့ငါတိလိုက်ငါပြောရိုစီ you are my friend you are my friend hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ရှာရှာရည်ရွယ်ဗီဒီယိုလေးတွေ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဟဲ့အောင်လေးတို့ပွဲထဲမှာမိမကြောက်တဲ့ကောင်ကောင်ကြီးပြန်သွားဟဲ့အောင်တော့တယ်ကျွန်တော်လေဘယ်သူရင်ထပြန်လဲကြောက်တယ်ဟာနောက်တစ်ယောက်သူလဲကြောက်တယ်ငါနောက်ဆုံးမှပြန်လာနားလဲကွာနားလဲခတ်တီပဲเนาะခတ်တီပဲမသိရင် तू ပဲမိမကိုနိုင်တာလို့မိမကိုမကြောက်တာလို့နဲ့เนาะနောက်ဆုံးတော့ तू လဲပြန်ရတာပဲဆောင်းတွင်းဆိုတော့တဲ့တားအဖတွေရေချိုးဖို့ပြင်ဆင်တဲ့ကဲရေချိုးပြင်းတဲ့သမီးလေးအတွက်ပေါ့နော်အိမ်မကြီးမချိုးလို့နဲ့လူတွေဘယ်လိုလုပ်ကြလဲအိမ်မကြီးမချိုးတဲ့လူတွေဘယ်လိုလုပ်ကြလဲသမီးလေးပါဆွဲပြေတကယ်ကြောက်တော့ကြာပြီသိကောဆောင်းတွင်းမှာရေချိုးပြင်းတဲ့သူတွေဒီလိုမျိုးလုပ်ပေးသင့်တယ်နော်တချို့တွေဆိုရှိတယ်ဆောင်းတွင်းအေးလို့ဆိုပြီးတော့2ရက်3ရက်ရေမချိုးတဲ့သူတွေရှိတယ်အပြင်မှာတကယ်ကိုတွေ့ဘူးပါတယ်ဒီဆိုချင်းပကွက်ချာလေးပြနေပြီနေရောရဲ့ဒါပါဘာလဲဒါပကွက်တောင်မှသူကဂျားအဲ့ဒါပကွက်ဂျားမဟုတ်ဘူးဘာဂျားတော့အဲ့ဒါပကွက်လည်းမခေါ်ဘူးဘာကမလေးလေအဲ့ဒါထရန်နောက်လိုက်တာထရန်အဲ့ဒါပကွက်မဟုတ်ဘူးအဲ့ဒါစကြက်ရှာမစောဘူးပကွက်မဟုတ်ဘူးစကြက်နော်ရှာမစောနဲ့ထွန်ရက်ထိုင်ပြဖို့အတွက်နွားတွေရောက်လာလေဟုတ်တယ်နော် TikTok မှာကွာအဲ့ဒီတချင်းနဲ့ရေဆိုချင်းပကွက်ကြားလေးဆိုဒီလိုကြီးလုံနေတာအဲ့ဒါဘာလဲကိုလေးလည်းကောင်းကောင်းနားမလဲဘူးသိလားနော်မေးပေုံအဲ့ဒါဘာလုပ်ထားလဲလို့ရေဆိုချင်းပကွက်ကြားဆိုပြီးတော့ငါကြီးဘာထားရီလို့ Oh my god မင်းကကိုရခေါ်အောင်ဆိုဘာလဲရိုစီနဲ့လည်းစပ်ပြီးမဟုတ်လားရိုမင်းလာပြင်လာတာချစ်စရာလည်းငါချင်းအခရစရာချမ်းမကြောက်လို့တအားကိုချစ်စရာကောင်းတာနော်ညဘက်မြန်တကယ်လို့လမ်းမှာတွေ့လို့ကတော့လိပ်ပြတောင်လွင့်သွားနိုင်တယ်ရိုစီကငါချမ်းတတ်တယ်ဟုတ်တယ်ကိုရီးယားမှာအေးတယ်ရိုစီကမင်းကိုတစ်ဖက်ကခိုးကြိုက်နေတာသူကစကားတွေလက်ပြင်းနေတာမင်းကိုစခိုင်းချင်းနေတာငါအထပ်ပေါက်နေငါအုံတော့ဖဆိုတာနဲ့ငါတိလိုက်ငါပြောရိုစီ you are my friend you are my friend ဒီကနေ့မင်းလိုက်တခါတည်းခေါ်လာပြီမင်းလိုက်တခါတည်းခေါ်လာခိုင်းတာကောင်းတယ်ဒီငါချောင်းရခလား我切人了我切人了哇ချမ်းမကြောက်လို့ဆောင်ချုံတာတခါတည်းပြီး我们那边死了我跟你讲နာတာနဲ့စင်းနဲ့အကုန်လုံးပြင်လာပွားပြီလက်မချမ်းမကြောက်လို့တခါတည်းပြင်လာတာငါအေးတတ်တယ်လီဇာလည်းမင်းငါကျန်ငါချမ်းတတ်တယ်အဲ့ဒါဘာလဲဖြစ်ပါမလားဖြစ်ပါမလားဒီစနဲ့ဒီဘက်စနဲ့ဆိုရပြီဟုတ်လားဖြစ်ပါမလားငါကျန်ဖြစ်စရာလားမင်းညဘာမလို့ရိုစီလေးကမင်းကိုချစ်နေတာဟုတ်လားမင်းတို့ဘာမလို့လီရင်လက်မတော့မင်းတို့သူဖြတ်တာပြီးပြီဟုတ်လားဘာမလဲဖြစ်ပါမလားငါချမ်းတတ်တယ်ဒီကဘာမှာမင်းအလားပြတ်မင်းအနိုင်ဟုတ်လားငါချမ်းတတ်တော့ငါကျင်းတော့လာလီငါချမ်းတတ်တယ်
ဘာတွေဘလို့ကျွေးထားလို့လဲတော့မသိဘူးเนาะမြောက်ချက်ကမြေကြီးနဲ့6တောင်းနဲ့ကိုဟိုပဲထိပါမဟုတ်တော့ဘူး 哎呦我的妈！ ဘာကွန်းရွက်တွေလား မေဟေး ဟုတ် ဘာလို့ကိုလဲလား အေး ဒါဒီကွန်ရိုးထိုးလို့ရှိရင်လည်းသပင်ပေါက်အမွှေးပေါက်တယ်ဆိုလို့ပါကြီး တကယ်ကြီးလားကွန်းရွတ်ထွင်းရင်အမွှေးပေါက်တယ်ဆိုတာတကယ်ကြီးလား အော်ဖေးသမီးလုပ်ပေးမယ်တခြားလုပ်ပေးနော်ဟုတ်သပင်ပြောင်းလေးတစ်ခါပြန်ပေါက်ဖို့ဘယ်လိုကီစစ်ပညာမတန်းနဲ့စမ်းမဟာတော့မေဘာလာပြီးလောင်လာလို့ပြောင်းလာလို့တွားပေးလုပ်ပေးရလေဘာဖြစ်လို့လဲဘာလာပြီးတော့ဒီနော် သူကမြသပင်မရှိလို့မှသပင်ပေါက်အောင်လုပ်နေပါလေဆိုနော်သူဆိုလိုက်တဲ့တခြင်းနားထောင်ပြီးမှစိတ်ကိုပြတ်သွားရောပဲ ဟိုနမိုးပန်းလေးပန်းထားတာမလှဘူးလား လှပါဗျာအဲ ကိုယ်အလှပါကိုကြီးရွှေကိုခေါ်ပြလိုက်ဦး အာ ကိုကြီးရွှေ ကိုကြီးရွှေရင်ခုံတော့ပါ အလှပါဘယ်နဲ့လဲပန်းလေးပန်းထားတာမလှဘူးလား ပန်းစားဘလူးမှမလို့ဘဝသွားမလားလို့နေနေ သွားပြီ ရှင်ဟာလေးတော်တော်ခက်တာပဲမိတ်ကလူတော်လဲရှင် အေးမိတ်ကငါနင့်ကိုလူပါလို့ငါပြောတော့ အဲ ပိုးလှမလားလို့ငါ ဟောလူခိုင်းကြည့်လား လူပြန်တော့လဲမလှ အော် ခါပြင်းနေပဲလူတော့ဟာလေးက ဟော ဘာလဲရှင်ကကျမကိုမုံခင်းငါမှတ်လို့တစ်ခါပြင်းလို့ပြောနေတာရှင်မဲဟိုနေ့ကတော့သူများတွေတဲ့မှာဟိုတစ်တော်ဆော့လို့ရှိရင်မိတ်ကကလေးတွေနဲ့လှလိုက်တာတဲ့မျက်နှာလေးတွေကိုဖွေးဥပြီးတော့ချောချောလှလှလေးတွေတဲ့နေ့မှာကြောညာခေါ်လို့သွားလဲပကွက်ကြီးနဲ့ဟိုနေရာသွားလဲပကွက်ကြီးနဲ့ဆိုလို့ရှစ်စိတ်တိုင်းကြအောင်ကျမမိတ်ကပြင်းလာပြန်တော့လဲရှင်ကျမကို စိတ်တိုင်းမ အဖြစ် ကြ တွေပြောတယ်ပန်းပန်လိုက်ပါလားမိမရဲ့တခါမှမင်းပန်းပန်တာမတွေ့ဘူးဆိုတော့ခုပန်းပန်ပြတော့လဲကျမကိုပန်းစားပန်းလို့ပြောတယ်ကျမဘလို့နေမှလှမှလဲကိုကြီးရွှေ အဲ ကျမဘလို့နေမှလှမှလဲကိုကြီးရွှေ ဘလို့နေနေမလှပါဘူးကွာမင်း သွားပြီ ဘလို့နေမလှဘူးပေါ့ မလှ သမင်းငတ်တော့မယ်ကိုကြီးရွှေ နှစ်ဖက်ငါကိုလေမမိုးမိတ်ကဆိုင်မှာသွားပြီးတော့လေ အင်း အလှပြင်းပလိုက်မယ်မှတ်တာပတ်ဆံပုံရင်ပုံမစိလေကြက်ကြနာနာကိုကမိတ်ကမလူတတ်ဘူးမလားမလူတတ်တော့ကြက်ကြနာနာသွားပြီးတော့ပြင်းပလိုက်မယ်ဟဲ့ အမလီဟာဆိုရှိငါနာမလာပါနဲ့ငါနှလုံးရမှာဆိုလို့ အာ ငါကြောက်ဝါကြီးပါတယ်နင့်ကိုကြောက်ဝါကြီးပါတယ် အေး ကိုပါဟိုနှခါလေးနဲ့လိမ့်ပြီးတော့နေတာမှကောင်းမယ်ဟဲ့ရိုင် ဩရိုးရိုးလေးတောမှာလို့ပဲပကွက်ကလေးပွက်ပြီးတော့နေရမယ်ပေါ့ရှင်ကျမပြင်းတဲ့အလှအပေါကိုကိုကြည့်ရွှေရဲ့မမြင်သေးလို့ပါရှင်ကျမပြင်းတဲ့အလှအပေါကိုမြင်သွားလို့ကတော့ကြည့်ရွှေရှင်ဖျားသွားမယ်မှတ်တာ ပြားတော့မယ်လီရတော့နည်းနည်းမှမရှုံ မိ နော် တ်ကပြင်းပြီးတော့လှလာမလှလာမသိဘူးငါဖျားပြီးတော့နှလုံးရက်သေးမှာတကယ်ကိုသေးမှာညနာကိုမြင်ပြီးတော့ ဟာ ဟိုကြည့်ရွှေအသက်ကြီးလာတော့ဒီစကားတွေပြောတာဦးတော့ကတော့မမိုးဘလို့နေလှတယ်အခုတော့အသက်အရွယ်ကြီးလာတော့မမိုးမလှတော့ဘူးနော်အသက်ကြီးလာရင်ယောက်ျားတွေများမလွန်းတာမှနည်းနည်းမှမလွန်းတာ ဟာနောက်ကဦးကြီးရွှေမျက်နှာကိုလည်းကြည့်အောင်မျက်နှာယူချင်းရှုံလို့ဘယ်တော့ကလေးပြောချင်တယ်လဲမသိဘူးเนาะပြောချင်နေရတယ်ကွက်တိဖြစ်နေတာဒီဗီဒီယိုလေးတော့ဈေးဆိုင်ပိုင်ရှင်တွေအတွက်ပဲဖြစ်ပါတယ်ဆိုင်မှာဈေးရောက်မကောင်းလို့စိတ်ညစ်နေတဲ့သူတွေဆိုင်မှာလူမကြလို့စိတ်ညစ်နေပါတယ်ဆိုတဲ့သူတွေအတွက်ပေါ့เนาะဈေးရောက်ကောင်းအောင်ဆိုင်ကိုလူကြအောင်ဆိုင်ကိုလူများများလာအောင်လုပ်တဲ့နည်းလေးကိုကဲအတူတူလိုက်ကြည့်အောင်ဗျ ကျမတို့ဆိုင်နေဆိုင်မှာဈေးရောက်မကောင်းတော့ဘူးလူမဝင်တော့ဘူးအလှပြင်ဆိုင်ပဲဖြစ်ဖြစ် service ဆိုင်ပဲဖြစ်ဖြစ်ပစ္စည်းရောင်းတဲ့ဆိုင်ပဲဖြစ်ဘယ်ဆိုင်ပဲဖြစ်ဖြစ်လူမဝင်တော့ဘူးဈေးရောက်ပါနေတယ်လက်ပိတ်နေရဆိုလို့ရှိရင်ဒီနည်းလေးတစ်ခုကိုလုပ်ကြည့်စေချင်ပါတယ်ဒီနည်းကတော့ကျမဟိုအရင်တလောတော့မှရှာဖွေသိရှိကြတဲ့နည်းလေးပါကျမတို့ကလူမဝင်တော့ဘူးဆိုလို့ရှိရင်ဘာလုပ်လဲဆိုတော့လူကိုထိုင်ဖြောတက်ကြတယ် ဟုတ်တယ် လူမလာဘူးလားမသိဘူးဆိုပြီးတော့လေးလေးမမိုင်းနဲ့ချို့ဆိုရင်ဆိုင်မှာအိတ်နေကြတာတော့ရှိရယ်အိတ်နေပြီးပြင်းတိပြင်းရွဲနေရယ်ပြီးတော့ဖုန်းတွေတုံးကြတယ်ပက်လက်ကြီးနေပိုလိုပက်လက်ကြီးနေခြေရောက်ကြီးဆင်းမိထားအဲ့လိုမျိုးနေတတ်ကြရယ်ဘာလို့ဆိုလူမလာတော့လုပ်ကြမရှိဘူးလေလူမလာတိုင်းအဲ့လိုလုပ်နေပြီဆိုရင်တော့ကျမဒီနေ့ကစပြီးတော့ပြင်စေချင်ပါတယ်ကျမတို့ energy ဆိုတာ season တွေက
energy ဆိုတာဒီကျမ energy ရှိမယ်ကျမဝန်ထမ်းရဲ့ energy ရှိမယ်အဲ့ဒီ energy နှစ်ခုကဒီအခန်းထဲမှာစီးဆင်းနေတာရေနဲ့တူတူပဲရေဆိုတာလဲပိတ်လောင်တာများလို့ရှိရင်ရေတွေဖြစ်ပြီးတော့ပုံနှံ့နေအဲ့လိုရေပုံနှံ့နေထွက်လာတတ်ကြရဲဆို energy ကလည်းထို့အတူပါပဲအဲ့တော့လူမဝင်လာတိုင်းဒီလိုမျိုးပက်လက်ကြီးနေပြီးတော့ပြင်းပြင်းရွယ်နေတာမျိုးမဟုတ်ပဲနဲ့ဆိုင်မှာရှိရဲ့ပစ္စည်းတွေကိုဖုံခါတာပဲဖြစ်ဖြစ်ပစ္စည်းတွေပြန်နေရချတာပဲဖြစ်ဖြစ်မဟုတ်လို့ရှိရင်ကျမတို့ဆိုလက်သေးဆိုင်ဆိုလို့ရှိရင်လက်သေးလေးတွေစိုးနေရပဲဖြစ်ဖြစ်တခုခုအဲ့လိုမျိုး energy flow ဖြစ်သွားအောင်လုပ်စေချင်တယ်အဲ့ကြုံမှုကြရမှာလားကျမတို့အလုံးရှုံနေတဲ့အချိန်မှာဧည့်သည်တွေဝင်လာတာမျိုးကျမတို့ကြုံရတာများတယ်ဟိုကပြင်းပြင်းရွယ်ထိုင်နေပြီးတော့ဧည့်သည်ဝင်လာတာမျိုးကရှားတယ်အဲ့ဒါဘာလို့လဲဆိုတော့ energy က flow မဖြစ်လို့ကျမတို့ဆိုင်ပြင်နေလို့ရှိရင်လည်းအဲ့မှာဧည့်သည်တွေကဝင်လာကြပြန်ပြီဥမာကျမတို့ဆိုင်မှာတခုခုလုံနေတော့အလုံးရှုံနေရဆိုလို့ရှိရင်ဧည့်သည်တွေကဝင်လာကြတယ်အဲ့လိုမျိုးကြုံတာကိုကျမတို့မကြာခဏကြုံမှုကြတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့ energy ကဒီဆိုင်မှာ flow ဖြစ်နေတဲ့အတွက်ဒီဆိုင်မှာရှိရဲ့လက်လာဘကပို့ပြီးတော့ပွင့်လာတာမျိုးဆိုတော့ကျမအကြံပေးချင်တာကကျမတို့လူမဝင်ဘူးဝယ်တဲ့လူမလာဘူး service ဆိုင်တွေဆိုလူမလာဘူးဆိုလို့ရှိရင်ပြင်းပြရွယ်နဲ့ထိုင်မနေပဲနဲ့တခုခုလုံနေလိုက်တာဥမာဖုန်းတွေတုံနေလိုက်တာပဲဖြစ်ဖြစ်လက်သေးပလင်းတွေစီနေလိုက်တာပဲဖြစ်ဖြစ်လက်သေးတွေစိုးနေကြတာပဲဖြစ်ဖြစ်တက်တော့ဆော့လာပဲဖြစ်ဖြစ်ပေါ့ကွာတခုခုအဲ့လိုမျိုး energy flow ဖြစ်တဲ့ active ဖြစ်တဲ့အလုပ်တွေလုပ်စေချင်ပါတယ်ပြီးတော့ DC season ကကျတော့ Sagittarius season ဖြစ်တဲ့အတွက် Sagittarius ကတက်ကြွခြင်းကိုပို့ပြီးတော့ကိုစားပြုရဲပေါ့နော်ပြင်းပြရွယ်ထိုင်နေတာမျိုးဘာမျိုးတွေကအဆင်မပြေဘူးဆိုတော့ကိုယ်ဆိုင်မှာအရာအလုံးကောင်းနေရဝန်ထမ်းကလည်းကောင်းနေရ service ကလည်းကောင်းနေရဘာမဆိုကောင်းနေရင်လည်းလူမဝင်ဘူးဆိုလို့ရှိရင်တော့အဲ့လိုပြင်းပြရွယ်ထိုင်နေတာလူအားနေမျောနေတာပဲဖြစ်ဖြစ်ပလက်ကြီးနေရပဲဖြစ်ဖုန်းသုံးနေရပဲဖြစ်အတင်းမျိုးနေရဖြစ်အဲ့ဒါတွေရှောင်ပြီးတော့အလုပ်လေးတွေပဲဖြစ်ဖြစ်ကုစီကွက်စာလေးတွေထခိုင်းလိုက်ထလုပ်လိုက်အဲ့ဒါဆိုရင်ပို့ပြီးတော့လက်လာပါတွေပွင့်ပြီးတော့လူပုံဝင်လာပါလိမ့်မယ်ရှင်။ကျေးဇူးတင်ပါတယ်ဗျာအခုလို sharing လုပ်ပေးတဲ့အတွက်ကဲဈေးရောက်မကောင်းလို့စိတ်ညစ်နေတဲ့သူတွေဆိုင်မှာလူမကြလို့ဆိုင်မှာလူမလာလို့စိတ်ညစ်နေပါတယ်ဆိုတဲ့သူတွေအတွက်ပေါ့နော်ဒီနည်းလေးစမ်းသုံးကြည့်တင်ပါတယ်ကဲအားလုံးလည်းအဆင်ပြေကြပါစေကဲဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုတွေထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းတာမျိုးအားနည်းချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူးပျော်သေးခြင်းတက်ရည်စရာအနေနဲ့ reaction လုပ်တာပဲဖြစ်ပါတယ်အခြားရွယ်ချက်မရှိပါဘူးနောက်ပြီးဗီဒီယိုပိုင်ရှင်တွေအားလုံးကိုလည်းဒီနေရာနေ credit ပေးပါတယ်ဒီနေရာနေခွင့်တောင်းပါတယ်အဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်ရွယ်ဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်